Hey ဒီမှာပြောစရာရှိရယ် Hello guys ဒီနေ့မှာတော့အားလုံး grammar pattern လေးတစ်ခုတင်ပြပေးချင်ပါတယ် Just because subject verb doesn't mean subject verb အဓိပ္ပာယ်ကတော့ဖြစ်တာနဲ့မဆိုလိုဘူး So ဥပမာအနေနဲ့ just because she likes you doesn't mean she loves you မင်းကိုကြိုက်တယ်ဆိုတာနဲ့ချစ်တယ်လို့မဆိုလိုဘူး Just because it's expensive doesn't mean it's good quality ဈေးကြီးရနဲ့ရည်သွေးကောင်းတယ်လို့မဆိုလိုဘူး Just because you fail once doesn't mean you fail always ဒါမှမဟုတ် you always fail တခါကြာရှုံးမှုကလည်းအမြဲကြာရှုံးမယ်လို့မဆိုလိုဘူး So အားလုံးပဲဒီ pattern လေးတစ်ခုကိုလိုက်သုံးကြည့်ကြအောင် So thank you for follow for more